ရှူရှူရှဲရှဲပြည်ကြီးငါချင်ဆက်ဟင်းလေးတငယ်ချင်းတို့ရေဒီနေ့တော့ပြည်ကြီးငါချင်ဆက်ဟင်းလေးချက်စားတာမို့ချက်နီးလေးကိုမျှဝေပေးလိုက်ပါတယ်ချင်းချင်းငန်ငန်ဆက်ဆက်နဲ့ရတာလဲအထူးကောင်းမွန်တာမို့တငယ်ချင်းတို့လည်းလိုက်လို့စားကြည့်ကြပါနော်ပထမဆုံးပြည်ကြီးငါကိုတန့်စင်ပြီးတော့လက်တက်စစ်စီလျှားလိုက်လီးထားပေးပါပြီးတော့ရေဆေးထားတဲ့ပြည်ကြီးငါတွေကိုစားချုံမုံစားတို့ငါမုံစနွေးနိုးနဲ့နေပြီးနှက်ထားပေးရပါတယ်နော်မိနစ်30လောက်နှက်ထားပေးပါနော်ပြီးရင်တော့မိဖို့ပေါ်မှာတဲကိုတင်ပြီးတော့စီထည့်ပါတယ်စီပူလာလို့ရှိရင်တော့ကြက်သွန်နီထည့်ပါတယ်စနွေးလေးထည့်ပါတယ်ပြီးရင်တော့ကြက်သွန်ပြူနဲ့ဂျင်းထောင်းထားတာလေးထည့်လိုက်ပါတယ်ငရုတ်သီးရောင်တင်မုံထည့်ပါတယ်စီတက်နံလေးမှုေးလာပြီဆိုလို့ရှိရင်တော့ခရမ်းကျင်သီးထည့်လိုက်ပါတယ်ခရမ်းကျင်သီးကြေဝါအောင်လို့ရေနည်းနည်းထည့်လိုက်ပါတယ်ခုဆိုခရမ်းကျင်သီးလေးတွေလည်းလုံးဝပြီဖြစ်တဲ့အတွက်ပြည်ကြီးငါနှက်ထားတာလေးထည့်လိုက်ပါတယ်နော်ပြည်ကြီးငါကသူ့ဟာနဲ့သူရေထွက်တာမဟုတ်လို့ရေအများကြီးမထည့်ရပါဘူးနော်ပြီးရင်တော့ငံပြားရည်လေးထည့်လိုက်ပါတယ်ငံပြားရည်ထည့်ပြီးတော့သမအောင်မှွေပေးရပါတယ်နော်ပြည်ကြီးငါအကျက်လိုနေတာမို့ရေနည်းနည်းလေးထည့်လိုက်ပါတယ်ပြီးရင်တော့မကြီးဖြော်ရည်လေးထည့်လိုက်ပါတယ်မကြီးတီးဖြော်ထားတဲ့ရေလေးပါဟင်းရည်အတွက်စားနဲ့ချုံမုံစားတို့ငါးမုံလေးထည့်လိုက်ပါတယ်ခုဆိုပြည်ကြီးငါးတွေလည်းစီပြန်လာတဲ့အတွက်ရှမ်းနံနံလေးအုပ်လိုက်ပါတယ်ငရုတ်သီးစိမ့်လေးပါထည့်လိုက်ပါတယ်ခုဆိုနံလေးရလည်းမှုှကြိုင်လာပါပြီနော်ခုဆိုရင်ချင်းငန်ငန်ဆက်ဆက်လေးပြည်ကြီးငါးချင်စံဟင်းလေးတစ်ခွက်ရပါပြီတငယ်ချင်းတို့လည်းလိုက်လို့စားကြည့်ကြပါအောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်